တရေတားစေးကိုနားလဲခြင်းတင်ဟာကိုဝန်ရနိုင်ချေစီတော့အသက်အရွယ်ကိုရောက်နေပြီးဒို့မဟုတ်လင်ဆက်ဆက်မှုစတင်နိုင်ပြီးလို့ထင်ပါကတရေတားစေးအကြောင်းစဉ်းစားပါ၎င်းကို family planning မိသားစုအစီအစဉ်ဆွဲခြင်းဟုလည်းခေါ်သည်လစဉ်ရဒီလာပြီးနောက်တင်ကိုဝန်ရနိုင်ပါတယ်ကိုဝန်မဆောင်နိုင်တော့တဲ့အသက်အရွယ်ဟာလူတိုင်းအတွက်အနည်းငယ်ကွဲပြားပါတယ်ဒါပေမဲ့များသောအားဖြင့်အသက်45မှ49လောက်မှာဖြစ်တတ်ပါတယ်တရေတားစေးကိုအတုံးပြုခြင်းဖြင့်ကလေးပင်နေရမွေးလို့ကြောင်းဒို့မဟုတ်ကလေးယူလို့ဒီအချိန်ကိုဆုံးဖြတ်နိုင်သည်တင်ကလေးမွေးခြင်းတဲ့ဆိုတာတင်တိကောင်းတိနိုင်ပါလိမ့်မယ်ဒို့မဟုတ်ကလေးတွေကိုပိုမွေးလို့ခြင်းဒါပေမဲ့တင်ရဲ့အငယ်ဆုံးကလေးကိုနှိုးတိုက်တာပြတ်သည့်အထိစောက်ချင်တာဒို့မဟုတ်တင်ကြောင်းပြီးသည့်အထိဒို့မဟုတ်တင်တွင်ပိုကောင်းသောအလုပ်တစ်ခုရသည့်အထိဒို့မဟုတ်အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဒို့မဟုတ်တင်မိသားစုသည်တင်ဖြစ်ချင်သည့်အရွယ်အစားဖြစ်ပြီးတင်ကလေးမွေးတာပြီးဆုံးသွားပြီဖြစ်ကြောင်းတင်ဆုံးဖြတ်ထားပြီးဖြစ်ပါလိမ့်မယ်တင်အချင်းနေမြည်တို့ပင်စီပါစေတရေသားစေးဒီတင်ခန္ဓာကိုယ်နဲ့တင်မိသားစုအရွယ်အစားအတွက်ဆုံးဖြတ်ချက်များချရန်စွမ်းအားကိုပေးပါသည်လူတိုင်းဒီမတူညီကြသလိုလူတိုင်းမှာကလေးမွေးချင်တဲ့အချိန်သားသမီးဘလောက်လိုချင်လဲဆိုတဲ့အယူဆတွေလည်းကွဲပြားကြပါတယ်တင်ကိုယ်ပိုင်လိုအပ်ချက်များနဲ့ဦးစားပေးမှုများကိုယခုစဉ်းစားခြင်းသည်တရေတားစေးကိုအတုံးပြုလိုခြင်းစီမရှိဆုံးဖြတ်ရာတွင်အထောက်အကူဖြစ်စေမှာပါအဲ့ဒါဆိုရင်တင်ဘယ်အရာကိုစမ်းကြည့်ခြင်းတလဲအောက်ပါမှာတရေတားစေးသုံးရန်တင်ဆုံးဖြတ်ရာတွင်အထောက်အကူဖြစ်စေရန်တင့်ကိုတင်မေးနိုင်သောမေးခွန်းအချို့ဖြစ်သည်ဒီနှစ်တည်းတင်ကိုဝန်ရချင်ပါသလားယခုချိန်မှာတင်ကိုဝန်ရနေရင်တင်ဘယ်လိုခံစားရမလဲတင်အိမ်တော်စုတွင်ကလေးတယောက်ကိုယခုနှစ်တွင်ထက်စီရန်တင်နဲ့တင်မိသားစုအတွက်ငွေကြေးအရာစီမံခန့်ခွဲနိုင်ပါမလားတင်ကျမ်းမာရေးရာဇဝင်နဲ့အခြေအနေကိုစဉ်းစားကြည့်ပါတင်ဒီကိုဝန်စီနိုင်ပြီးတင်ကျမ်းမာရေးကိုအန်တရယ်မရှိပဲကလေးမွေးဖွားနိုင်ဖွယ်ရှိပါသလားတင်ဒီမေကွန်းတွေထဲကတခုခုကို no မဟုတ်ပါလို့ဖြေခဲ့ပါကတရေတားစေးအကြောင်းတင်ဆရာဝန်နဲ့တင်ဆွေးနွေးသင့်ပါတယ်တရေတားစေးအမျိုးအစားအလုံးနီးပါးဒီနောက်ပြန်ဆုံးနိုင်သည်ဆိုလိုဒီမှာတင်တရေတားစေးသုံးတာကိုရက်လိုက်ပြီးနောက်တင်ကိုဝန်ပြန်ရနိုင်ပါတယ်ရတပ်ပံအမြဲတမ်းအတွက်အမျိုးအစားတစ်ခုပဲရှိပါတယ်အဲ့ဒါကို tubal ligation တအိမ်ထုံးတီဟုခေါ်တော့ခွဲစိတ်မှုဖြစ်သည်တင်ကိုဝန်မလိုချင်ဘူးဆိုတာသိချတယ်ဆိုရင်ဒါကတင်စဉ်းစားနိုင်တဲ့ရွေးချယ်မှုတစ်ခုပါအခြားသောတရေတားစေးအမျိုးအစားများနဲ့အတူတရေတားစေးသုံးတာကိုရက်လိုက်ပြီးနောက်တင်ကိုဝန်ပြန်ရနိုင်ဖို့လအနည်းငယ်ကြာနိုင်ပါတယ်တင်အသုံးပြုနေသောတရေသားနီးပေါ်မူတည်၍ဤအချိန်ပမာဏသည်ကွဲပြားနိုင်ပါသည်အောက်ပါမှာတင်အတွက်အကောင်းဆုံးဖြစ်နိုင်ခြေရှိသောတရေသားစေးအမျိုးအစားကိုတင်ကိုတင်မေးရမယ့်မေးခွန်းအချို့ဖြစ်ပါတယ်လစဉ်တရေတားစေးအတွက်ဆေးကိုဆေးဆိုင်မှာတွားယူပြီးတနေ့လျင်တစ်ချိန်တည်းတောက်လို့ဒီအရာများကိုမှတ်သားရန်တင်အတွက်လွယ်ကူမလားစိတ်ထိုးဖို့3လတစ်ခါဆရာဝန်စီတွားရတာတင်အတွက်လွယ်ကူမလားတင်ရာဒီလာတဲ့အချိန်ပြင်းထန်ပြီးနာကျင်နေပါသလားအဲ့ဒါဆိုကူညီနိုင်သောနည်းလမ်းများရှိပါတယ်ကိုဝန်စီနေရင်တင်ရောတင်မိသားစုအတွက်ပါအခက်ခဲရှိနိုင်ပါသလားအဲ့ဒါဆိုကိုဝန်မရရန်ကာကွယ်ရန်အထီးရောက်ဆုံးနည်းလမ်းကိုတင်ရွေးချယ်လိုပေမည်တင်လက်တွဲဖို့ကတင်ကိုဝန်သားစေးသုံးတာကို
ထောက်ခံပါဒလားဘဒူမှမတိပဲတရေတားဆေးကိုတင်တုံးချင်ပါဒလားလင်ဆက်ဆန်တာကတဆင့်ကူးဆက်ယောဂတွေကိုကာကွယ်ဖို့တင်စိတ်ပူနေပါဒလားအရင်တုန်းကတင်တရေတားဆေးတုံးဖူးပါဒလားသူတို့နဲ့ပတ်သက်ပြီးတင်ဘာကိုကြိုက်မလဲမကြိုက်ဘူးလေအောက်ပါမှာတင်ဆရာဝန်ကိုတင်မေးနိုင်တော့မေကွန်းအချို့ဖြစ်သည်ကျွန်ုပ်ဤကျမ်းမာရေးနဲ့စေဘက်ဆိုင်ရာရာဇဝင်ကြောင့်အချို့တော်တရေသားဆေးများသည်ကျွန်ုပ်အတွက်ပိုကောင်းတာသို့မဟုတ်ပိုဆိုးသောရွေးချယ်မှုများကိုတစုံတရာဖြစ်စေမလားတရေသားဆေးသည်ယာဒီမမှန်ခြင်းသို့မဟုတ်ကြက်တက်ခြင်းကဲ့သို့သောဘေးထွက်ဆိုးကျိုးများဖြစ်စေပါဒလားဘေးထွက်ဆိုးကျိုးတွေကဘယ်လောက်ကြာမလဲတရေသားဆေးကိုမတုံးချင်တော့ဘူးလို့ဆုံးဖြတ်ရင်သို့မဟုတ်တခြားနီးလန်းတွေကိုစမ်းကြည့်ချင်တယ်လို့ဆုံးဖြတ်ရင်အဲ့ဒါကိုပြောင်းလဲဖို့ဘယ်လောက်လွယ်ကူမလဲတရေသားဆေးတုံးတာရက်ပြီးကိုယ်ဝန်ရနိုင်ဖို့ကျွန်ုပ်အတွက်ဘယ်လောက်ကြာမလဲတရေသားနီးတစ်ခုစီကဘယ်လောက်ကုန်ကြမလဲတင်တွင်ကျမရေးအမခံစီပါကတင်ဤတရေသားဆေးကိုအခမဲ့ရရှိရန်အခွင့်အလမ်းကောင်းစီပါတယ်တင်တွင်ကျမရေးအမခံမစီပါကတရေသားဆေးအတွက်ပေးဆောင်ရန်ငွေကြေးအကူအညီပေးသည့်စေကမ်းများစီပါတယ်ဆေးဆိုင်တွင်တင်ဆေးစာမပါဘဲဝယ်နိုင်သောနေ့စဉ်တရေသားဆေးအမျိုးအစားလည်းစီပါတယ်အမျိုးသားတွေသုံးနိုင်တဲ့တရေသားနီးနှမျိုးပဲစီပါတယ်ပထမတစ်မျိုးမှာကွန်ဒုံဖြစ်ပြီးလင်ဆက်ဆန်ရာမှတဆင့်ကူးစက်တတ်သောယောဂပိုးများကိုကာကွယ်ပေးသည့်တစ်ခုတည်းသောနီလန်ဖြစ်ပါတယ်ဒါပေမဲ့ကိုယ်ဝန်မရအောင်ကာကွယ်တဲ့နေရာမှာအထီးရောက်ဆုံးနီလန်တော့မဟုတ်ပါဘူးဒုတိယတစ်ခုကတော့ရုပ်ကြားသားကြောဖြတ်ခြင်းဖြစ်ပါတယ်အဲ့ဒါဟာတင်းငယ်တဲ့ခွဲစိတ်မှုဖြစ်ပြီးတစုံတစ်ယောက်ကိုကိုယ်ဝန်မရအောင်တားဆီးပေးနိုင်တဲ့ခွဲစိတ်မှုဖြစ်ပါတယ်ရုပ်ကြားသားကြောဖြတ်ခြင်းများကိုအခြားသောခွဲစိတ်မှုအသေးစားဖြင့်နောက်ပြန်လဲနိုင်ပါတယ်ဒါပေမဲ့အများအားဖြင့်တင်နဲ့တင်းလက်တွဲဖို့ကကလေးမွေးတာပြီးဆုံးပြီးလို့ဆုံးဖြတ်လိုက်တဲ့အခါတွင်ဒါဟာကောင်းသောရွေးချယ်မှုတစ်ခုဖြစ်ပါတယ်တရေတားဆေးကိုအတုံးပြုရန်သို့မဟုတ်မတုံးဆွဲရန်ရွေးချယ်မှုနဲ့မြည်သည့်အမျိုးအစားကိုအတုံးပြုရန်ရွေးချယ်မှုသည်တင့်တူဒီသောဆုံးဖြတ်ချက်ဖြစ်ကြောင်းတတိယပါတင့်တွင်တင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးကိုယ်ဝန်ရရှိလိုခြင်းစီမစီကိုဆုံးဖြတ်ချက်ချရန်အခွင့်အာဏာရှိသည်